Lily ရင်းနေပါတော့တယ်ပြင်းလိုက်တာဘာလဲလဲလောက်မှမသိဘူးညီမလေးကလည်းသူက online ကစာတင်နေရဆိုတော့ငါအဖြစ်တော်တော်ကိုစိတ်ပြရတာပဲညီမလေးတော်လာအောင်ပါမယ်ညီမလေးညီမပြောဦးမယ်မလေးရှင်းပြီညီမတို့လေအပြင်နေပါလျှောက်တယ်မကောင်းလားလို့ဘယ်တော့မှလည်းသွားဆရာနေရလေနည်းနည်းလေးရှိရလေညီမလေးကိုသွားထားနေရများနေပြီ你表扬人呢，但没我都陪他人干么嘞？我生啥了没哈？我生啥了个？အဲ့လိုနဲ့လေလေတယောက်အကြံရသွားပါတော့တယ်။ဟာငါအကြံရပြီ။ तू ကကန်းချီသွားမယ်ဆိုပြီးဆုံးပြလိုက်တာပေါ့။ဟဲ့ဒါဆိုငါတို့ကန်းချီသွားကြမယ်။ဟုတ်ပြီ။ဟဲ့ညီမလေးငါတို့ကန်းချီသွားကြမယ်လေဒါဆို။ဟုတ်ပြီမ။ဒါဆိုသမီးဒီ online ပြီးသွားရဲ့အခါသွားချစ်သွားကြမယ်လေဘယ်နေ့လဲငါတို့ရလားဘယ်နေ့သွားရင်ကောင်းမလဲဒီနေ့ညနေလောက်ဆိုရင်ဒီနေ့ညနေโอเคလေဒီနေ့ညနေဆိုရင်လည်းကန်းကြံမပိတ်လောက်သေးဘူးမလားငါချင်တော့မပိတ်လောက်သေးဘူးပေါ့အဲ့ဆိုလဲငါတို့ကန်းချစ်သွားကြမယ်လေအဲ့လိုနဲ့လေလီတယောက်သွားဆရာနေရသွားတာကြောင့်မလို့အရန်ပြောနေခဲ့တာပေါ့အဲ့လိုနဲ့သူကပြင်းလို့ဆိုသူကချွေးရထနေရကြောင့်မလို့ရေသားချလိုက်ပါတယ်ငါရေသားချလိုက်အောင်ပါပဲဆိုတော့ငါသွားချင်နေရပြီပဲဟာဒီလိုကြည့်လိုက်အောင်မေလာကောင်းမှတခါရှော့လိုက်တယ်အဲ့လိုမျိုးကြောက်ရေချိုးပြီးတော့အပြင်ထလာခဲ့ရပေါ့ရေချိုးပြီးဆိုတော့ငါဝက်လဲလာအောင်မေလဲလာအောင်တော်လဲပြီးပြီအဲ့တော့စင်ပြေသွားတော့ပါဒီလောက်ဆိုရင်ငါဒီအင်းကြီးတိတ်မကြိုက်ဘူးလဲရင်ကောင်းမလားလဲတော့ကောင်းလေငါခဏလောက်လဲရအောင်ဟဲ့ညီမလေးလမ်းလိုက်တာဟာအမကိုထိုင်ဆောင်နေရအမနှိုးလို့ရှိရင်လည်းမနှိုးနဲ့လို့ပြောမယ်အားကြောင့်မလို့ကဲညီကအဝတ်တောင်လဲပြီးပြီလားရေတောင်ချိုးပြီးပြီရေချိုးပြီးပြီကဲကြတော့မဟုတ်လားဘလို့ရေချိုးမှားဝါပါချီလိုက်တတ်တာလို့အေးအမလည်းအဲ့ဆိုအဝတ်လဲလောင်လေအဲ့ဆိုငါအဝတ်လဲလောင်နော်ဒီငါစပင်လေးလည်းဒီလိုမျိုးလေးချလိုက်မယ်စပင်လေးလို့လည်းဒီလိုလေးချလိုက်တော့ပိုလာဝိုင်းမလားမလေးမမညီမလေးလို့မျိုးအင်းကြီးစင်တဝက်တာလေနင်းနဲ့ငါနဲ့ကအရင်တော့ကန်းကြည့်သွားတော့ဝယ်ပြီးထားတဲ့အင်ကြီးလေးလေအဲ့ဆိုငါတော့ကြမယ်လေတားမယ်ဒါနဲ့ငါတကယ်ကြီးမခေါ်ရင်ကောင်းမလားလို့အမတကယ်ကြီးခေါ်ချင်ခေါ်ပေါ့ဟုတ်ပြီလားအဲ့ဆိုငါတောင်းဆောင်မလားနေခဲ့မလားလိုက်မယ်လေလိုက်ခဲ့ရဆိုလေဒါတော့မလားငါတို့ကန်းချစ်သွားရတော့မယ်ပြောလိုက်တာညင်းငယ်ချင်းမိုင်းတင်ငယ်ချင်းဒီလားဟုတ်တယ်အရှိမတော့ဘာလို့နာလဲဟဲ့ငါဒီကန်းနဲ့တော့မလို့နိုင်မလားငါအဝတ်တွေပါလဲရသေးဘူးလဲလိုက်ပေါ့ရေချိုးအောင်ပါပြီကန်းချစ်တော့မှဆိုဘယ်လိုလုပ်ရစမှလဲအဲ့ဆိုလဲငါသွားလဲလောက်မယ်စောင့်နေမယ်နော်သူတို့ကတမငါပြင်သွားစားရှိတယ်ဒါမဲ့လေအဲ့ဒါငါတကယ်ချင်းဆိုရလဲအိုးတော့လဲပြီဒါနဲ့ဆိုကန်းကြီးသွားတဲ့အနေထားလို့ရှိရယ်ကဲအဲ့တော့ညီကြီးငါသွားပြီနော်ဝေါဒါပြီသွားကြမယ်လေငါကနေသွားမယ်လေငါမောင်းရမှာနေမောင်းလိုက်လေအဲ့ဆိုသွားကြမယ်လားနေရလားဟာ你搞多少杯呀？这家毛没喏，毛。အဲ့လိုနဲ့သူတငယ်ချင်းတယောက်ကိုခေါ်ပြီးတော့ဒီကသူတငယ်ချင်းကိုခေါ်ပြီးကန်းချီကိုသွားပါလေအဲ့လိုနဲ့သူတို့တွေကန်းကြီးရောက်သွားပါတော့တယ်ဟဲ့မကန်းကြီးတော့ရောက်ပြီငါကောက်တယ်မှာပဲထားမယ်အောက်ကိုယူခဲ့တယ်လေကောင်းနဲ့အဲ့ဆိုလည်းမှာပဲထားခဲ့စင်းရသွားမယ်လားဟိုကန်းချီရမိုက်နေရောပဲ let's go သွားကြမယ်လေဒီမြင်လာပါဟာဒါနဲ့ညီမနာမည်ဘယ်လိုခေါ်လဲဘယ်လာဘယ်လာနဲ့လေဒီလားမြင်လားမိုက်တယ်ဟေးဟိုငါနောက်ကမြင်
ကြငါနဲ့ကိုဘသူမီလေဟာလိုက်ကြဟာမိုက်တယ်အေးစိတ်ညာပဲဟေလီကနော်ဟဲ့အေးဟာအေးစိတ်ညာပဲဝေါမိုက်တယ်ဟေးမိုက်တယ် yes အိုးဘာကိုသွားမယ်ရေတော့ကူမယ်呀啊ဟဲ့ဒီမှာရေလာမကူးကြဘူးလားအမှပဲနေမှာလားအေးငါတို့ရေကူးကမကြောက်လို့အော်အေးပါအဲ့လိုနဲ့သူတို့တွေပျော်ပါးနဲ့ကစားနေကြတယ်တမန်လာပါဟာနေတော့ကလည်းအဲ့လိုနဲ့သူတို့ကန်းကြရနေပြီအိမ်ကိုပြန်တော့မယ့်အချိန်ကိုရောက်တော့သွားတာပေါ့အဲ့လိုနဲ့သူတို့လည်းအိမ်ပြန်ကြတော့တာပေါ့တော်တော်ပျော်ဖို့ကောင်းတာပဲဟိုးမိုက်လိုက်တာအဲ့လိုနဲ့သူတို့အိမ်ရောက်ခါနေရောက်တော့ဒီကပြောပါရဲ့ဟဲ့ငါတို့စားတော့ခံနေတို့ဝင်စားရင်ကောင်းအေး cherry ဆိုင်ငါတို့ဝင်စားကြမယ်လေအဲ့ဆိုငါ cherry ဆိုင်မှာရပ်ပြရမလားအေးရပ်ပြီနင်တော့တကွေးတစ်ပတ်ကြီးစားကြရပြောတာမဟုတ်နင်တို့နဲ့နော်အေးပေါ့ငါတို့က cherry ဆိုင်မှာ cherry ဆိုင်ပဲဖြစ်နေရလေငါ cherry ဆိုင်လွယ်ပြီးဘယ်ဆိုင်မှငါတိတ်စားတာမဟုတ်ဘူးဒါစင်နင်တို့ကဘာစားကြမှာလဲဒီမှာထိုင်ငါကတော့ဟဲ့လေနင်ဘယ်မှာထိုင်တာအမှထိုင်မှာလားအေးဒီမှာထိုင်ကြမယ်နင်ငါဒီမှာထိုင်မယ်နင်တို့လည်းမထိုင်ကြငါဘာစားရင်ကောင်းမလဲဆိုတော့ငါပီဇာစားမယ်ပီဇာနင်ကအေးလားဟိုတယောက်ဘာမှမစားဘူးလားငါလားငါပါဆယ်ယူမအိမ်ရောက်မအတကုံဝါကြီးမှာအေးပါငါတော့ကုန်ပြီနော်နင်အိမ်ကလည်းကြားလိုက်တာ